ဒါဟာအင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းရဲ့လက်ခွန်းအကဖြစ်ပါတယ်။လက်ခွန်းအကဆိုတာအင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းကနန်းတွင်းအကသမီးဖြစ်ပါတယ်။ဒီကကိုမျက်လုံးလှရှားမှုမျက်နာအမူအရာနဲ့လက်ချောင်းလေးတွေရဲ့တိမ်မွေးတဲ့လှရှားမှုတွေနဲ့ဖော်ပြလိရှိပါတယ်။လက်ခွန်းအကကို19ရာစုလောက်ကတည်းကဘာလီဘရင်နန်းတော်တွေမှာစတင်ဖြောပြခဲ့တာဖြစ်ပါတယ်။အကပညာရှင်တွေဟာရွှေရောင်ဝတ်စုံတွေပလဲနဲ့ကျောင်းမြတ်ရတနာတွေစီချဲထားတဲ့ခေါင်းပေါင်းတွေကိုဝတ်ဆင်ကြပါတယ်။ဘာလီရိုးရာဂီတအဖွဲ့ကအထိခတ်ပြီးဒီတေးဂီတတွေဟာလည်းအကနဲ့တထက်ထဲကြာနေအောင်နှီးလိုက်မြန်လိုက်နဲ့တဟာဒရာဖြစ်အောင်ဖန်တီးထားပါတယ်။ဒီကကိုဖျော်ပြနိုင်မှုအတွက်နှစ်ပေါင်းများစွာလေ့ကျင့်ရပါတယ်။မျက်လုံးအမူအရာနဲ့လက်ချောင်းလေးတွေလှူရှားပုံကအစအသေးစိတ်လေ့ကျင့်ထားရပါတယ်။ဒါကင်ဒီကဟာဘာလီရဲ့ဝိညာဉ်ရေးစည်းကမ်းမှုတွေကိုကိုစားပြုတဲ့ရိုးရာအကလည်းဖြစ်ပါတယ်။လက်ကွန်းအကဟာဘာလီယဉ်ကျေးမှုရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီးဝိညာဉ်ရေးရာနဲ့အလှအပကိုရောစပ်ထားတဲ့အမှုပညာအဖြစ်မှတ်ယူကြပါတယ်။လက်ကွန်းအကကိုဘာလီကိုသွားလည်ရင်နတ်ကွန်းတွေနဲ့ယဉ်ကျေးမှုဆိုင်ရာပွဲလမ်းသဘင်တွေမှာကြည့်ရှုနိုင်ပါတယ်။